အောင်မြင်လုံးလူတွေကကိုထိန်းချုပ်နိုင်တဲ့လူတွေဒုနီယာလောကမှာအောင်မြင်တဲ့လူတွေအားလုံးကမိမိကိုမိမိထိန်းချုပ်နိုင်အိုင်ရှာတခင်မကတမန်တော်မြတ်ကြီးနဲ့ပတ်သက်ပြီးဘလို့အမိန့်ရှိလဲဆိုတော့တမန်တော်မြတ်ကမိမိရဲ့ခန္ဓာကိုယ်မိမိရဲ့စိတ်မိမိရဲ့အရှက်အင်္ဂါအရာအားလုံးကိုအထိန်းချုပ်နိုင်ဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်တမန်တော်ကဘလောက်ပဲပြင်ပကလောကရန်တွေပြဿနာတွေအခက်အခဲတွေတုံလို့ခြောက်ချွားပွဲအခြေအနေတွေနဲ့ကြုံနေတော့တမန်တော်မြတ်ကဘရောမှကစင်ကလေးဖြစ်သွားတယ်ဆိုတာတမန်တော်မရှိခဲ့ဘူးအမြဲတမ်းတမန်တော်ကထိန်းချုပ်ခဲ့တယ်ကိုအင်တာမတ် self control လုပ်နိုင်တဲ့နဗီတစ်ပါးဖြစ်တဲ့တမန်တော်မြတ်ကြီးကအဲ့လောက်ထိကိုထိန်းချုပ်နိုင်တယ်ဘလောက်ပဲတမန်တော်မြတ်ကိုဘယ်လိုပဲဆဲပါသည်ဝေဖန်ပါသည်ဘလောက်ပဲတမန်တော်မြတ်ကြီးကိုဒုက္ခပေးပါသည်မိမိရဲ့စိတ်ကိုလွတ်ပြီးတော့တုံ့ပြန်လိုက်တယ်ဆိုတာမရှိဘူးတမန်တော်မြတ်ကြီးရဲ့ဘဝမှာတစ်ချိန်တစ်ခါပဲတမန်တော်မြတ်ကအယံကိုကြေကွဲပြီးတော့မိမိရဲ့စိတ်ကိုလွတ်ပေးမိတယ်လို့ဖြစ်သွားသို့တော့အလ္လာဟ်ကမိမိရဲ့နဗီကိုစိတ်အလွတ်မခံဘူးချက်ချင်းပဲအလ္လာဟ်သတိပေးတယ်အဟုတ်မှာတမန်တော်မြတ်နဲ့အယံချစ်တဲ့တမန်တော်အမြဲအတူတူသွားအတူတူလာတဲ့တမန်တော်နဲ့အသက်လည်းဘာမှတိတ်မကွာတဲ့အချစ်ဆုံးဦးလေးဟဇ်ဟမ်ဇာရဆက်ရှဟီဒ်လုပ်ခြင်းခံဟဇ်ဟမ်ဇာကိုအလောင်းတော်မမှတ်မိတော့တဲ့အထိအဲ့လောက်ထိရန်သူတွေကဆက်ဆံခဲ့တဲ့အပေါ်မှာတမန်တော်အဲ့ဒီအချိန်မှာစိတ်ကိုလုံးဝတခါတည်းဝမ်းနဲ့ကြေကွဲပြီးတော့တမန်တော်ကဘယ်လိုမျိုးကြီးညာလိုက်လဲဆိုရင်ငါဦးလေးရဲ့အစားမှာငါအယောက်80ကိုပြန်တက်စိတ်ကိုလွတ်ပေးလိုက်မိသလိုဖြစ်သွားတယ်အလ္လာဟ်ကချက်ချင်းပဲတမန်တော်မြတ်ကြီးကိုသတိပေးအဲ့ဒါလိုလုပ်လို့မရဘူးတယောက်ကအစားမှာတယောက်ကိုပဲပြန်တက်တမန်တော်မြတ်ကြီးရဲ့ဘဝဇင်ဒဂီစီရက်တစ်ခုလုံးမှာတမန်တော်ကစိတ်လွတ်ပြီးတုံ့ပြန်ခဲ့တယ်ဆိုတာမရှိဘူးအင်တာမှာထိန်းချုပ်နိုင်တဲ့ပုံကိုဖြစ်တယ်ကျွန်တော်တို့လည်းကိုအောင်မြင်ခြင်းနဲ့ဆိုရင်အဲ့ဒီတိုင်းပဲပဝိညာဉ်တစ်ခုမှာဂုံတိတ်ခါတစ်ခုနဲ့ယက်တည်ခြင်းနဲ့အလုပ်ငန်းခွင်ထဲမှာဖြစ်စေမိသားစုထဲမှာဖြစ်စေဘလို့အခြေအနေမှာဘလို့အနေထားမှာပဲဖြစ်ကျွန်တော်ကိုအောင်မြင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကိုထိန်းချုပ်နိုင်မှုလို့ပြင်ပရာသီဥတုကဘလောက်ပဲဆိုးရွားနေပါစေကျွန်တော်ရဲ့စိတ်ကိုကျွန်တော်အကြည်သက်ကိုမပြတ်စေဖို့လိုတယ်ကျွန်တော်ကိုယ်စိတ်ကိုလွတ်ပေးပြီးတော့သူကကိုဆက်ဆံလာသူလို့ပြန်တုံ့ပြန်လို့မရဘူးတမန်တော်မြတ်ကနောက်လိုက်မှန်းနေဆိုရင်တမန်တော်မြတ်ရဲ့ဆွန်နတ်တော်တွေကဆွန်နတ်တော်တစ်ခုကဘလောက်ပဲအခြေအနေတွေဆိုးပါသေးတမန်တော်ကအင်တန်တည်ငြိမ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်တည်ငြိမ်နဲ့တမန်တော်မြတ်ကအခက်အခဲတွေကိုဖြေရှင်းခဲ့တယ်အရာအာရီဟာလာတ်တွေအခက်အခဲတွေနဲ့ကြုံလာရင်ပြဿနာတွေနဲ့ကြုံလာရင်အင်တန်မှတည်ငြိမ်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့စိတ်ကိုလွတ်ပေးလိုက်တယ်ဆိုတာတမန်တော်မြတ်ကြီးရဲ့ဘဝမှာမရှိခဲ့ဘူး